The Boys Universe ထဲမှာအယုံမှာဆုံးအဆိုးအဆုံးလူသား Homelander မဟုတ်ပါဘူးတကယ်တော့ဒီလူပဲဖြစ်ပါတယ် Frederick Vought ကို1900ပြည့်နှစ်တည်းရဲ့အစောပိုင်းကာလဂျာမနီနိုင်ငံမှာမွေးဖွားခဲ့ပြီး Munich တက္ကသိုလ်ကနေစိပညာပွဲရရှိခဲ့ပါတယ်သူဟာတရားစုနှစ်မှာတက်ရောက်ရခဲ့တဲ့မျိုးရိုးဗီဇဆိုင်ရာပါရမီရှင်သိပ္ပံပညာရှင်တဦးဖြစ်လူသိများလာခဲ့ပေမဲ့ပြဿနာကတော့သူဟာသွေးဆိုးရတဲ့နာဇီအစွန်းရောက်တဦးဖြစ်နေတာပါပဲ1939ခုနှစ်မှာဂျာမနီအာဏာရှင်အဒါ့ဖ်ဟစ်တလာကိုယ်တိုင်သူ့ကိုဒါချောင်းအကျဉ်းစခန်းရဲ့အကြီးအကဲဆရာဝန်အဖြစ်ခန့်အပ်ခဲ့ပြီးအဲ့ဒီအကျဉ်းစခန်းမှာ Frederick လုပ်ခဲ့တဲ့ရက်စက်မှုတွေဟာ The Boys ဇာတ်လမ်းတွဲတစ်ခုလုံးရဲ့အစာပြိုးခြင်းအခြေခံအုံမြစ်ဖြစ်လာခဲ့ပါတယ်သူဟာအကျဉ်းစခန်းကလူသားအကျဉ်းသားတွေကိုအကန့်အသတ်မရှိစံတက်ကွက်အဖြစ်အသုံးချပြီးစူပါဟီးရိုးတွေဖန်တီးဖို့ကွန်မောင်း V ရဲ့အစောဆုံး version ကိုတီထွင်ခဲ့ပါတယ်အစောပိုင်း formula ကို V1 လို့ခေါ်ပြီးဒီဆေးဟာတော်တော်မတည်ငြိမ်တာကြောင့်အစမ်းတက်ခံရသူတိုင်းတို့လိုပြင်းထန်တဲ့ဝေဒနာတွေနဲ့တည်ဆုံးခဲ့ရပါတယ်ဒါပေမဲ့ဒုတိယကမ္ဘာစစ်ပြီးကန်ဒီမှာတော့သူအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်သူပထမဆုံးအောင်မြင်ဆန်းသတ်နိုင်ခဲ့တဲ့သူကတော့သူကိုယ်တိုင်ချစ်ကြိုက်ခဲ့ပြီးနောက်ပိုင်းမှာသူ့ရဲ့ဇနီးဖြစ်လာခဲ့တဲ့ Clara aka Strong From ပဲဖြစ်ပါတယ်။သူမဟာတမိုင်းမှာပထမဆုံးအောင်မြင်ခဲ့တဲ့စူပါဟီးရိုးဖြစ်လာခဲ့ပါတယ်။ဒီအချက်ကိုကြည့်ခြင်းအပြင် Frederick ဟာသိပ္ပံပညာအတွက်ဆိုရင်မိမိဇနီးကိုတောင်စတေးဝင်းနဲ့အယူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အရေးချင်းကိုယာနှုံးပြယုံကြည်လွန်းလို့ဇနီးတွေကိုနတ်ဖျားမတပားလို့ဖြစ်စေချင်တာကတကယ်ကိုကြောက်စရာကောင်းတဲ့သူဆိုတာထင်ရှားပါစေပါတယ်။ဒါပေမဲ့ပိုဆိုးတာသူ့ဇနီးကလည်းနာဇီလူမျိုးရေးခွဲခြားသူတူဖြစ်နေတာပါပဲ1944ခုနှစ်မှာဂျာမနီစစ်ရှုံးတော့မယ်ဆိုတာကိုရိပ်မိသွားတဲ့အခါအကျဉ်းစခန်းမှာလူပေါင်းများစွာကိုနှိပ်စက်တပ်ဖြတ်ခဲ့တဲ့ Frederick ဟာမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့အမေရိကန်ထံဗတ်ပြောင်းခိုလုံခဲ့ပါတယ်အမေရိကန်အစိုးရကလည်းသူတီထွင်ထားတဲ့ပါဝါကိုလိုချင်တာကြောင့်ဥရောပကနေအမေရိကန်ကိုလှည့်ဝက်ခေါ်ဆောင်လာခဲ့ပြီးပန်ဆယ်ဗေးနီးယားက Fort Harmony မှာသူတည်တနာဌာနအသစ်နဲ့အမေရိကန်စံတက်ကွက်အသစ်တွေပေးကကွန်ဗောင်းဗီကိုဆက်လက်သူတည်တနာလုပ်ဖို့မီစိန်ပြခဲ့ပါတယ်ဒီစံတက်မှုတွေကြောင့်လည်းလူပေါင်းများစွာတည်ဆုံးခဲ့ရပြီး The Boys Season 5ထဲက Queen လိုမျိုးမတည်မျိုးဖြစ်သွားပေမဲ့တဒဝဇိုင်းလိုဖြစ်သွားတဲ့ဇက်ကောင်တွေပေါ်ထွက်လာခဲ့ပါတယ် Clara ပြီးနောက်မှာတော့ Frederick ဟာ V1 Serum နဲ့အခြားအောင်မြင်မှု၄ခုကိုထပ်မံရရှိခဲ့ပြီးအဲ့အရာတွေကတော့ Private Angel, Bombsight, Torpedo နဲ့အားလုံးထဲမှာနာမည်အကြီးဆုံးဖြစ်တဲ့ Soldier Boy တို့ပဲဖြစ်ပါတယ် Soldier Boy ဟာဒုတိယကမ္ဘာစစ်အတွင်းနာဇီတွေကိုတကူတော်ချေမှုန်းပြီးစစ်ပွဲအလှည့်အပြောင်းကိုလှုပ်ဆောင်ခဲ့ပါတယ်ဆိုတဲ့ Vought Company ရဲ့နာမည်ကြီးဝါဒဖြန့်လိမ်ညာမှုတွေနဲ့အတူအမေရိကန်ရဲ့အကြော်ကြားဆုံးစူပါဟီးရိုးဖြစ်လာခဲ့ပါတယ်လူထုကလည်းဒီလိမ်ညာမှုကိုအပြည့်အဝယုံကြည်ခဲ့ကြပါတယ်နာဇီစစ်ရာဇဝတ်ကောင် Frederick Vought ဟာအမေရိကန်ရဲ့စူပါဟီးရိုးနောက်ွယ်ကအရေးပါတဲ့ပုံကိုဖြစ်လာခဲ့လို့သမရ Franklin Roosevelt ကိုယ်တိုင်သူ့ရဲ့ပြစ်မှုအလုံးကိုလူငင်းချမ်းသာခွင့်ပေးခဲ့ရပါတယ်ဒီလိုနဲ့ Frederick ဟာ1950ခုနှစ်မှာ Vought American Company ကိုတည်ထောင်ခဲ့ပြီးနောက်ပိုင်းမှာကမ္ဘာအင်အားအကြီးဆုံးစေဝါနဲ့စူပါဟီးရိုးလုပ်ငန်းစုကြီးဖြစ်တဲ့ Vought International ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့သူဟာဘယ်တော့မှနာဇီစိတ်ပြောက်မသွားပဲ Vought Company ကိုတည်ထောင်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကလည်းသူအောက်တန်းကျတယ်လို့သတ်မှတ်ထားတဲ့လူမျိုးစုအလုံးကိုတုတ်တင်ရှင်းလင်းပစ်ဖို့အတွက်သူ့အမိန့်ကိုနာခံမဲ့လူမျိုးကြီးဝါဒီစူပါဟီးရိုးတပ်မတော်ကြီးကိုတိဆောက်ခြင်းလို့ဖြစ်ပါတယ်1960ပြည့်နှစ်တွေမှာတော့သူနဲ့အတွေးခေါ်တူတဲ့လူမျိုးကြီးဝါဒီသိပ္ပံပညာရှင် Thomas Godolkin နဲ့ဆုံတွေ့ခဲ့ပြီး1965ခုနှစ်မှာစူပါဟီးရိုးတွေကိုလျှို့ဝှက်သုတေသနလုပ်ဖို့မျက်နှာစာအဖြစ် Godolkin University ကိုတည်ထောင်ခဲ့ပါတယ် Thomas Godolkin တည်ဆုံးပြီးနောက်မှာတော့ Frederick ဟာအခြား project တွေကိုပဲအာရုံစိုက်ခဲ့ပါတယ်နောက်ပိုင်းမှာသူဟာသူ့ရဲ့နာဇီအသစ်သမိုင်းတွေကိုဖျောက်ပစ်ထားတဲ့ကိုရိုင်းအထုပ်ပတ္တိစာအုပ်ကိုရေးသားခဲ့ပြီး1980ပြည့်နှစ်ဝန်းကျင်မှာအိုမင်းရော်တဲ့ယောဂနယ်ပဲကွယ်လွန်သွားခဲ့ပါတယ်The Boy Universe တဲကအဓိကအကွက်ရွှေ့သူကြီးတစ်ယောက်အတွက်ဒီလိုတာမန်အတိုင်းတည်ဆုံးသွားတာဟာလွယ်ကူလွန်းလာပါတယ်ဒါကြောင့်လာမယ့်ရှေးပြေးဇလန်တွေဖြစ်တဲ့ Vought Rising မှာ Frederick Vought အကြောင်းဘလောက်အထိအသေးစိတ်ပါဝင်လာမလဲဆိုတာစိတ်ဝင်စားစရာပါဇလန်အရ Soldier Boy ဟာ Clara နဲ့အချစ်ဇလန်ဖြစ်ခဲ့ပြီး Frederick ကိုလုံးဝသဘောမကျတဲ့သူမို့သူတို့နှစ်ယောက်ပေါင်းပြီး Frederick ကိုတဘာဝအတိုင်းတည်ဆုံးသွားတဲ့အောင်လှုပ်ကြံခဲ့ကြတာလားဆိုတာစဉ်းစားစရာဖြစ်လာပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီဇလန်တွေဖြစ်တည်လာမဲ့ခေတ်ကာလနောက်ခံကြောင်ရောကဘာကြီးရဲ့စိုးရုံမှုအားလုံးစတင်ခဲ့တဲ့ဇက်ကောင်နဲ့အဆုံတွေ့ရမှာကြောင့်မှာပရိသတ်တွေမျှော်လင့်ချက်မြင်မာနေကြပါတယ် The Boy ဇလန်တွေမစတင်ခင်ကတည်းကတည်ဆုံသွားခဲ့ပြီး flashback အခန်းတွေမှာတော့တခါမှလူကိုယ်တိုင်မျက်နှာမပြဘူးတဲ့ Frederick Vought ရဲ့ရက်ဆက်ရုပ်မာမှုအရေးမဲတွေဟာအခုထိဒီ universe တစ်ခုလုံးကိုလွှမ်းမိုးထားစေပါလာမယ့်2029ခုနှစ်မှာထွက်ရှိလာမယ့် Vought Rising ဇလန်တွေဟာဒီလိုအမှောင်မိုက်ဆုံးအစပြုခြင်းတွေကိုပုံမဖော်ထုတ်ပြသသွားမှာမလို့တကယ်ကိုစောင့်ကြည့်ရကြ
နက်မဲ့ဇလန်တွဲတစ်ခုဖြစ်လာတော့မှာပါ